မင်္ဂလာပါရှင် Revolut Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့2025ခုနှစ်နှစ်ကုန်ပိုင်းမှာ2026ခုနှစ်အထိတိုက်ပွဲများအရှိန်အဟုန်ဖြင့်ပုံမပြင်းထန်လာနိုင်ပွဲရှိဟု NUG ဝန်ကြီးချုပ်တတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2025ခုနှစ်နှစ်ကုန်ပိုင်းမှာ2026ခုနှစ်အထိတိုက်ပွဲများအရှိန်အဟုန်ဖြင့်ပုံမပြင်းထန်လာနိုင်ပွဲရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတတိပေးပါတယ်ရှမန်နီမကွေးဖက်ထရယ်ယူနစ်လွတ်တော်အစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းသတိပေးပြောဆိုခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့သုတေသနနဲ့မြေပြင်သတင်းအချက်အလက်တွေအရ2025ခုနှစ်နှစ်ကုန်ပိုင်းကနေ2026ခုနှစ်အထိတိုက်ပွဲတွေဟာအချိန်အဟုန်ပိုပြီးပြင်းထန်လာနိုင်ပွဲရှိနေပါတယ်။အကြံဖက်စစ်အုပ်စုဟာသူတို့ရှုံးနှိမ်ခါနီးလေးပိုပြီးရိုးသွလေးဖြစ်လာနိုင်တယ်လို့ပြည်သူကြေးရွာတွေကိုမီးရှို့တာလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်တာတွေကိုပိုပြီးလှုပ်ဆောင်လာနိုင်ပါတယ်ဟု NUG ဝန်ကြီးချုပ်ကသတိပေးပါတယ်။မကွေးဒေတာနှင့်ပတ်သက်ပြီးပြောဆိုရတွင်မကွေးဒေတာမှာခုခံတွန်းလှန်စစ်၏စုံချက်ဖြစ်ပြီးအကြံဖက်စစ်ကောင်စီတပ်အတွက်လည်းအလွန်ရေးပါသည့်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများအများကြီးရှိသည့်ဒေတာဖြစ်ကြောင်းစစ်တပ်ကမကွေးဒေတာကိုအင်အားသုံးဖိနှိပ်ရန်အမြဲတမ်းစူးစမ်းနေကြောင်း၎င်းကဆက်လက်အတည်ပြုပါတယ်။မကွေးဒေတာရဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်မကွေးဟာခုခံတွန်းလှန်စစ်တွေရဲ့စုံချက်ဖြစ်တယ်လို့အကြံဖက်စစ်ကောင်စီအတွက်လည်းအလွန်အရေးပါတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေအများကြီးရှိတဲ့ဒေတာဖြစ်ပါတယ်။ဒါကြောင့်လေစစ်ကောင်စီဟာမကွေးဒေတာကိုအင်အားသုံးပြီးဖိနှိပ်ဖို့အမြဲကြိုးစားနေတာပါဟု၎င်းကဆိုပါတယ်။ရေဦးတော်လိုင်းရေးနဲ့ပတ်သက်၍စိန်ခေါ်မှုများဆက်လက်ရှိနေစေဖြစ်တော်လဲမှန်ကန်သောလမ်းကြောင်းပေါ်သို့ရောက်ရှိနေပြီဖြစ်ကြောင်းလက်တွဲမဖြုတ်ပဲရှေ့ဆက်ခါစစ်အာဏာရှင်တော်လိုင်းရေးဆက်လက်လှုပ်ဆောင်သွားကြရန် NUG ဝန်ကြီးချုပ်ကတိုက်တွန်းနှိုးဆော်သွားပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်ရွေးကောက်ပွဲပူးပေါင်းပါဝင်မှုဖြင့် NLD ကထုတ်ပေးလိုက်သူများမှာ2021ကတည်းကခံဝင်ထိုးခဲ့သည့်ဒူးထောက်ခိုင်းသားများဟုဆိုတဲ့ဆိုတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကော်မရှင်အထူးရောင်ရွေးကောက်ပွဲတွင်ပူးပေါင်းပါဝင်နေမှုကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပါတီဝင်အဖြစ်မှထုတ်ပယ်လိုက်သူအယောက်20တို့မှာအာဏာသိမ်းခါစကာလခရေကခံဝင်ထိုးဒူးထောက်ခဲ့ကြသူများဖြစ်ကြောင်းသိရပါတယ်။2015ရွေးကောက်ခံ NLD အမတ်ဟောင်းတန်းဆိုဘောကဗေဒနှင့်တောင်ထွတ်တို့သည်ပြည်သူ့ပါတီအမတ်လောင်းများအဖြစ်နှင့်2015 NLD အမတ်ဟောင်းဒေါက်တာဖြူဖြူခိုင်မှအမျိုးသားနိုင်ငံရေးအာမန်တစ်ပါတီမှအတူရောင်ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ကကျန်18ဦးတို့မှအတူရောင်ရွေးကောက်ပွဲကိုအားပေးကူညီနေကြသူများဖြစ်ပြီး NLD ဗဟိုအလုပ်ကော်မတီကဒီဇင်ဘာ25ရက်နေ့ပါတီဝင်အဖြစ်မှထုတ်ဖေခဲ့ခြင်းဖြစ်ပါတယ်။အာနာသိန်းတော့ NLD ရဲ့ခြေအစင်းကစလို့ဖန်စီခံရတဲ့အချိန်မှာသူတို့ကတော့ခံဝင်လေးပြေထုတ်ပြီးအနေအစားမပြတ်ကြတဲ့စန္ဒမင်းခိုင်းသားတွေပါကြောက်လို့ခံဝင်ထိုးရတာပါလို့တောင်းပန်ရင်တော့လက်ခံနိုင်စရာမရှိဘူးအခုဖို့ဆိုးတာကတရားမဝင်ရွေးကောက်ပွဲမှာပါအမတ်ယူဝင်ယူနေတဲ့သူနဲ့အားပေးကူညီကြတာတွေနဲ့ဟုမန္တလေးတိုင်းအတွင်း2020ရွေးကောက်ခံ NLD အမတ်တအူကသတင်းဌာနကိုပြောပါတယ်တန်းဆုံဘောကပေတာတောင်ထွန်းနဲ့ဖြူဖြူခိုင်တို့မှာ2015 NLD အမတ်များဖြစ်ကြတော့လေ2020ရွေးကောက်ပွဲအတွက် NLD ပါတီကထပ်မံရွေးချယ်မှုမခံရတော့သူများဖြစ်ပါတယ်အခုပြည်သူ့ပါတီမှာရန်ကုန်တိုင်းဥက္ကဋ္ဌလုပ်နေတဲ့ကိုလာထေးဆိုတာ2015 NLD အမတ်ဟောင်းပဲသူက2020မတိုင်ခင်မှာပါတီကနေအထုတ်ခံရပြီးတော့ကိုကြီးပါတီပြည်သူ့ပါတီရောက်သွားတယ်အခုအထုတ်ခံရတဲ့မင်္ဂလာတောင်ညွန့်ကလူတွေနဲ့ကိုတောင်ထွတ်တို့ကကိုလာထေးအခြေအဆက်နဲ့ကိုကြီးပါတီတွေရောက်ကြတာဟုရန်ကုန်တိုင်းအတွင်း2020ရွေးကောက်ခံ NLD အမတ်တအုပ်ကပြောပါတယ်ဒီဇင်ဘာ25ရက် NLD ပါတီမှထုတ်ဖေခန့်စရင်ထဲတွင်ကရင်ပြည်နယ်က2ဦးမွန်ပြည်နယ်က1ဦးပဲခူးတိုင်းက2ဦးနဲ့ရန်ကုန်တိုင်းက15ဦးတို့ပါဝင်ပါတယ်ရန်ကုန်တိုင်းတွင်တကုံစိတ်ကမ်းမြို့နယ် NLD ပါတီက8ဦးမင်္ဂလာတောင်မြို့နယ် NLD ပါတီက3ဦးမြောက်ဥက္ကလာမင်္ဂလာတုံးဗဟန်းနဲ့တကုံမြို့တစ်တောင်ပိုင်း NLD ပါတီတို့က2ဦးစီပါဝင်ပါတယ်လေတပ်တာမရှိလျင်စစ်တပ်မှဘာမှလုပ်ရမရတော့ဘူးနန်စီဒီယန်အရာရှိဝန်ခံမြေပြင်တွင်ကျုံနေသမျှကိုလေကြောင်းဖြင့်ပြန်ဖာနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။လေတပ်တာမရှိလျင်စစ်တပ်မှဘာမှလုပ်ရမရတော့ပေမြေပြင်တွင်ရှုံးသမျှကိုလေကြောင်းဖြင့်သာပြန်ဖာနေရကြောင်းနန်စီဒီယန်လေတပ်အရာရှိတဦးထံကသိရပါတယ်။စစ်ကော်မရှင်၏လေကြောင်းအုံပြု၍အလွန်အကျွံဖုံးကျဲတိုက်ခိုက်မှုများကြောင့်မြေပြင်တိုက်ပွဲများတွင်စစ်တပ်မှအသာစီးရရှိနေပြီးဒေါ်လာရေးတပ်ဖွဲ့များဘက်ကမှ၎င်းတို့သိမ်းပိုက်ထားပြီးဖြစ်သည့်မြို့နယ်အချို့ကိုလက်လွတ်နေရခြင်းဖြစ်ပါတယ်။ PDF တွေဘက်ကမြို့တွေကိုလွယ်လွယ်ကူကူမသိမ်းနိုင်တာစစ်တပ်ဘက်ကနေမြို့တွေကိုအခုရက်ပိုင်းတွေအတွင်းပြန်ထိန်းချုပ်နိုင်တာကအဓိကလေတပ်ကြောင့်ပေါ့လေတပ်မှမရှိရင်စစ်တပ်ကဘာမှလုပ်မရဘူးစစ်ကြောင်းတွေဆိုတာကလည်းစစ်ကြောင်းလိုက်တိုက်ခိုက်ခံနေရတာတွေမြင်နေကြားနေရတာပဲလေဟုအမီမဖော်လို့သည့်နန်စီဒီယန်လေတပ်အရာရှိတအုပ်ကသတင်းဌာနကိုပြောပါတယ်စစ်ကော်မရှင်တပ်ဘက်ကလေကြောင်းနှင့်ဒရုန်းများအသုံးပြုပြီးထိုးစစ်ဆင်မှုကြောင့်တော်လှန်ရေးတပ်ဖွဲ့များဘက်ကတနစ်ကြော်ကြဆွမိုးထားသည့်မရယာစင်ကူးမြို့နယ်များနှင့်မန္တလေးမတရားစင်ကူးလမ်းပိုင်းများကိုလည်းပြီးခဲ့တဲ့လပိုင်းအတွင်း၌စစ်တပ်ဘက်မှပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။လက်ရှိမျိုးသိန်းတိုက်ပွဲတနစ်ကျော်ကြာမြင့်လာပြီးဖြစ်တဲ့
ကချင်ပြည်နယ်၏ဒုတိယမြို့တော်ဗမော်မြို့သိမ်းတိုက်ပွဲတွင်လည်းစစ်ကော်မရှင်တပ်ကလေကြောင်းအပြင်ရေကြောင်းအုံပြု၍တိုက်ခိုက်နေပြီးနယ်မြေချင်းထိစပ်နေသည့်ရွှေကူဗမောင်ကတာနှင့်ပင်လယ်ဘူးမြို့နယ်တို့ကိုလည်းလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်နေ၍ရွှေလောက်ကွက်များတွင်အလုလောက်ကိုင်နေသည့်တရုတ်လူမျိုးသေဆုံးမှုများလည်းရှိနေကြောင်းသိရပါသည်ဗမော်မှာကတိုက်ပွဲတွေကခဏငြိမ်သွားတာပဲရှိတယ်စစ်တပ်ဘက်ကနေလေကြောင်းနဲ့ရိတ်ခါဖြစ်တယ်ဗမော်ဝင်းကျင်ကိုလည်းဘုံကျဲတယ်ရွှေမျောတွေဘက်ကိုကျဲတယ်ဖုံးလိုင်းတွေမရတော့အခြေအနေတိကျမသိရဘူးဟုဗမော်မြို့မှာစစ်ဆောင်အမျိုးသမီးတအုပ်ကဆိုပါတယ်ထို့ပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ချင်းပြည်နယ်အတွင်းရှိမင်းတန်ကံပလက်မတူပီပလက်ဝနှင့်နှစ်ဖက်တပ်ဖွဲ့များကြောင့်ထိတွေ့တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည့်ဖလန်းမြို့နယ်တို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းအုံပြုရင်းဘုံကျဲတိုက်ခတ်လျက်ရှိနေပါတယ်ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ20ရက်တွင်လည်းစစ်ရေးအရှိန်မြင့်တက်နေသည့်မကွေးနှင့်တောင်ငူလေးတပ်ကိုစစ်အင်အားတိုးမြင့်ပေးမည်ဟုစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း DPP သတင်းဌာန၌ဖော်ပြထားပါတယ်။ MAP အနေဖြင့်လက်ရှိ2025ခုနှစ်ဒီဇင်ဘာလ1ရက်မှ23ရက်အတွင်းကောက်ယူထားသည့်စာရင်းများအရစစ်ကော်မရှင်တပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့်စကိုင်းမကွေးပဲခူးနှင့်ရခိုင်ပြည်နယ်တို့မှအရက်သားပြည်သူ118ဦးသေဆုံးက118ဦးထိခိုက်ဒဏ်ရာများရရှိထားပြီးမြေပြင်နိုင်မှုအဆိုပါအချက်လက်များထက်ပိုမိုများပြားနိုင်ပါတယ်။အရက်သားတွေကိုစစ်တပ်ကနေတိုင်းလိုပြစ်မှတ်ထားပုံကျဲတိုက်ခိုက်နေတာကအခုမှတော့မဟုတ်ပါဘူးဒါပေမဲ့အခုဒီဇင်ဘာလထဲမှာတော့အတော်ကိုဆူရွာတယ်မြိုင်နယ်ကရေနံမှော်တွေဆိုလိမ့်ဂျိုင်းရိုကော်ပတာတွေနဲ့လာကျဲတဲ့အရက်သားတွေအနေနဲ့ကလည်းလုံခြုံမှုလုံးဝမရှိတော့ပါဘူးဟုမြိုင်မြို့နယ်မှာအသက်30နှစ်အရွယ်အမျိုးသားတအုပ်ကဆိုပါတယ်2021ခုနှစ်ဖေဖော်ဝါရီလမှ2025ခုနှစ်ဒီဇင်ဘာလ17ရက်အထိစစ်ကော်မရှင်တပ်ကလေကြောင်းအုံပြုရင်းဘုံကျဲတိုက်ခိုက်မှု6450ကျော်မွေးကင်းစာကလေးငယ်အပါအဝင်အရက်သားပြည်သူ3800ကျော်သေဆုံးခဲ့ပြီး6800ကျော်ထိခိုက်ဒဏ်ရာများရရှိခဲ့ကစေယုံစီကံ69ခုကျောင်း291ကျောင်းဘာသာရေးအဆောက်အုံ485ခုကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးစစ်ရာဇဝတ်မှုများကျူးလွန်လျက်ရှိကြောင်း Justice for Myanmar နှင့်ပြည်တွင်းပြည်ပအဖွဲ့အစည်း209ဘွဲ့မှာ2025ခုနှစ်ဒီဇင်ဘာလ19ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။